ဖြူစင်လာတဲ့စိတ်ထားလေးနဲ့မိန်းကလေးငယ်တဦးဟာမြင့်မြတ်တဲ့နဂါးကြီးတစ်ကောင်ရဲ့ဦးခေါင်းကိုထိတွေ့ကင်တွယ်ခြင်းခဲ့ပါတယ်။နဂါးကြီးကလည်းမျက်လုံးအစုံကိုမှိတ်ထားပြီးမေတ္တာအပြည့်နဲ့သူမကိုအထီးတွေ့ခံယူခွင့်ပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမိန်းကလေးရဲ့ဖခင်ဖြစ်သူရောက်လာပြီးထိတ်လန့်တကြားနဲ့သူမကိုပွေ့ချီကာထွက်ပြေးသွားခဲ့ပါတယ်။နဂါးကိုမြင်တွေ့ခွင့်ရသူဟာတစ်သက်လုံးကံကောင်းခြင်းတွေလင်းလက်တောက်ပလာလိမ့်မယ်လို့အဆိုရှိကြပါတယ်။တကယ်တော့ဒီမိန်းကလေးရဲ့နာမည်က Raymond ပါသူမကိုပင်လယ်လေကမုန်တိုင်းထန်တဲ့ညတညမှာမွေးဖွားခဲ့တာဖြစ်ပါတယ်။9 လတာလုံးနာကျင်မှုတွေကိုအောင်ငယ်သီးခံပြီးနောက်မိခင်ဖြစ်သူကသူမကိုမွေးဖွားခဲ့ပေမဲ့ကလေးငယ်ဟာအသက်ရှူတမ်းမရှိခဲ့ပါဘူး။ဖခင်ဖြစ်သူဟာအသေးအတန်ဖြစ်ပြီးကလေးကိုတင်မောနံပေးကိုခေါ်ဆောင်သွားကာနဂါမင်းကြီးထံဆူတောင်းခဲ့ပါတယ်။အကယ်၍ကလေးသားအသက်ရှင်ခဲ့ရင်သူတစ်သက်လုံးကောင်းမှုကုသိုလ်တွေလှုပ်ဆောင်ပါမယ်လို့ကတိပြုခဲ့တာပါ။ရုတ်တရက်ဆိုသလိုပဲပင်လယ်ထဲကနေအပြာရောင်အလင်းတန်းတစ်ခုစတင်တောက်ပလာပါတယ်။အဲ့ဒီအလင်းတန်းတွေဟာတောက်ပပြီးရှားပါလာတဲ့နဂါးအကြေးကုန်တစ်ခုအဖြစ်စူးစီးသွားပြီးကလေးငယ်ရဲ့ခန္ဓာကိုယ်ထဲကိုတန်းကနေဝင်ရောက်သွားပါတယ်။ဖခင်ဖြစ်သူဘာမှမတုံ့ပြန်နိုင်ခင်မှာပဲကြီးမားလာတဲ့နဂါးနဲ့ကြီးတစ်ကောင်ဟာရေထဲကနေပေါ်ထွက်လာပြီးကျဲလောင်စွာဟိန်းဟောက်လိုက်ပါတယ်။အဲ့ဒီမြင့်မြတ်တဲ့ဆွမ်းအားကြောင့်ကလေးငယ်ဟာရုတ်တရက်ငိုယိုလာပြီးအသက်ဘေးကလွတ်မြောက်သွားခဲ့ပါတယ်။ကလေးရဲ့ငိုတံကိုကြားတဲ့အခါမှာတော့နဂါးကြီးဟာစိတ်အေးသွားအားပြီးပင်လယ်နက်ထဲကိုပြန်လည်ဝင်ရောက်သွားခဲ့ပါတယ်။နှစ်ပေါင်း20ကြာပြီးနောက်မှာတော့ Raymond ဟာအရွယ်ရောက်လာခဲ့ပါပြီ။သူမဟာကောင်းကင်ဘုံကနတ်သမီးလေးတစ်ပါးလိုပဲရင်သက်ရှူမောခွဲလှပလုံးသူပါသူမကိုလက်ထပ်ခွင့်တောင်းမဲ့သူတွေဟာအိမ်ရှိမှာအမြဲတမ်းတန်းစီနေတတ်ပါတယ်။ဒါပေမဲ့ချမ်းသာတဲ့လူပြိုလေးတွေရဲ့ကမ်းလှမ်းချက်တွေကိုတောင်သူမကစိတ်မဝင်စားခဲ့ပါဘူး။ဘာလို့လဲဆိုတော့သူမဟာထူးခြားတဲ့ရည်ရွယ်ချက်တစ်ခုခုအတွက်မွေးဖွားလာတာလို့ကိုယုံကြည်နေလို့ပါလူတွေကအယမ်းနှောက်ယှက်လာတဲ့ခါမှာတော့သူမဟာခြံစည်းရိုးကိုကြော်ခွပြီးထွက်ပြေးတတ်ပါတယ်။တနေ့မှာတော့သူမထွက်ပြေးရင်းနဲ့တည်ငြိမ်ပြီးလှုပ်ဝက်ဆန်းကျဲတဲ့ကောင်လေးတစ်ယောက်ကိုသတိထားမိသွားပါတယ်။သူမဟာငေးမောကြည့်နေရင်ရုတ်တရက်ချော်လဲသွားခဲ့ပြီးလက်ထဲကပကြီးကားလေးဟာလွတ်ကျသွားပါတယ်။အဲ့ဒီကောင်လေးကကောက်ယူလိုက်တဲ့ခါမှာတော့အဲ့ဒါဟာမိန်းကလေးငယ်လေးတစ်ယောက်ရဲ့ပုံဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ဒီကလေးလေးကိုသူရင်းနှီးနေခဲ့တာနှစ်ပေါင်းများစွာကြာပြီလို့ခံစားလိုက်ရပါတယ်။သူဟာ Raymond စီတက်သွားပြီးဒီမိန်းကလေးကဘသူလဲသူဘယ်မှာနေတာလဲလို့မေးမြန်းပါတော့တယ်။ဒါပေမဲ့ Raymond ကဖြေဖို့ပြက်ပြက်သားသားညှင်းဆိုခဲ့ပါတယ်။နောက်တစ်ခဏမှာတော့သူဟာ Raymond ရဲ့လက်ကိုဆွဲကင်လိုက်ပြီးမျက်စိတမိတ်တွင်းမှာပဲပင်လယ်ကမ်းဆက်ကိုရောက်သွားခဲ့ပါတယ်။သူကပကြီးကားအကြောင်းထပ်မေးပေမဲ့သူမကတော့နှုတ်ဆက်နေသေးပါဒါနဲ့သူဟာဘာမှမစင်စားတော့ပဲသူမကိုရေထဲကိုတွန်းချလိုက်ပါတယ်။သူမရေထဲကိုနစ်မြုပ်သွားချိန်မှာတော့သူကပဲပြန်ကယ်ထုတ်ပြီးကမ်းပေါ်ကိုတင်ပေးခဲ့ပါတယ်။တကယ်တော့ဒီကောင်လေးဟာတခြားသူမဟုတ်ပါဘူး။ငယ်စဉ်က Raymond ရဲ့အသက်ကိုကယ်တင်ခဲ့တဲ့အဲ့ဒီနဂါးကြီးကိုယ်တိုင်ပါပဲ။အခုတော့နဂါးကြီးဟာသူ့စီကအရာကိုပြန်လဲတောင်းခံဖို့ရောက်ရှိလာတာပဲဖြစ်ပါတော့တယ်။